ရပါဟိုတပည့်တော်တို့စီမှာအဲ့လိုပေါ့နော်ဖျားစာဆိုလို့ရှိရင်မခံနိုင်ဘူးပေါ့နော်အဲသူတို့ကရောတပည့်တော်တို့ဆိုလိုက်တဲ့ဖျားစာကိုတပည့်တော်ဓာတ်6လန့်လို့တပည့်တော်ကကြောက်ပြီးတော့အဲ့ဒီဖျားစာကိုဆိုလိုက်ရင်သူတို့ကြောက်လန့်နိုင်လားရှင်ဖေ။သူကဒီလိုပါဘုရားရှင်ရဲ့ဒီဂုံတက်တီပေါ့နော်ဂုံတက်တီရဲ့ကုသိုလ်ဆန်းတက်တီရဲ့နောက်တစ်ခုကတော့နတ်တီပေါ့နော်နှကောင်းနှမျက်တွေကိုယ့်ရဲ့ဒီဘုရားစာတွေရွတ်ဖတ်တဲ့တဲ့ခါမှာနှကောင်းနှမျက်တွေရောက်လာတယ်နှကောင်းနှမျက်တွေရဲ့တကိုးချိန်ဝါတွေကြောင့်မကောင်းဆိုးဝါတွေကကိုယ်နာမှာမနေနိုင်တဲ့သဘောနော်အဲ့တော့ဘုရားရှင်ရဲ့ဂုံဆန်းတက်တီလည်းပါတယ်နှကောင်းနှမျက်တွေရဲ့တကိုးတက်တီလည်းပါတယ်ဒါကြောင့်ဒီမိစ္ဆာဒိဋ္ဌိနဲ့တီလည်းအနားမှာမနေနိုင်ပါဘူးနော်သူတို့နားလဲခြင်းနားမလဲခြင်းတော့မဆိုင်ပါဘူးဂုံတက်တီနဲ့ဆိုင်ပါတယ်ဒီမှာဟုတ်ဥမာလေးဦးဇင်းတို့ဗာလဲမြတ်စွာဘုရားရဲ့တက္ကရှိတာပဲလေဟိုခလေးလေး2ယောက်နော်ဟိုတယောက်ကမိစ္ဆာဒိဋ္ဌိတယောက်ကဗုဒ္ဓဘာသာပဲလေစောကြကစားရင်းနဲ့ဟိုဗုဒ္ဓဘာသာကလေးလေးကစောတိုင်းသူနမောဗုဒ္ဓတာလို့သူအမြဲတမ်းဆိုတယ်လေသူနိုင်တယ်မိစ္ဆာဒိဋ္ဌိကလေးလေးကမင်းဘာခါတာတွေရွတ်နေတာလဲပေါ့နော်ခဏခဏနိုင်တယ်ဆိုငါဒီလိုရွတ်တယ်ဆိုသူငါလည်းသင်ပြီးသူလည်းယုံကြည်လို့မဟုတ်ဘူးသူလည်းနမောဗုဒ္ဓတာရွတ်ပြီးသူအိတ်တာလေဒီနေ့သူတို့သားဖာ2ယောက်မြို့ပြင်ထွက်ပြီးတော့ထင်းနေပါလေခွေကြတယ်နောက်မိုးချုပ်သွားတယ်အဖေကမြို့ထဲကိုရောက်သွားတယ်သားလေးကအပြင်မှာအိတ်ချန်ခဲ့တယ်နွားလဲအောင်မှာအဲ့ဒီမှာညဘက်ကျတော့ဘလူးတရေတွေအစာချထွက်လာတော့ကလေးလေးကိုတွေ့တော့ဘလူးတကောင်ကဖမ်းစားမယ်လှုပ်တာပဲလေဘလူးကဆိုတော့ဖမ်းစားမယ်လှုပ်တော့ခြေထောက်ကိုလှန့်ဆွဲလိုက်တယ်ခြေထောက်ကိုလှန့်ဆွဲလိုက်တဲ့အခါကျတော့ကလေးလေးကလန့်ပြီးတော့နမောဗုဒ္ဓတာလို့ထအောင်လိုက်တာအကျင့်ပါနေတာဟောလိုက်တော့အဲ့ဒီနမောဗုဒ္ဓတာဆိုတဲ့အဲ့ဒီဂုံတော်ရဲ့ဆွမ်းအားကြောင့်ဘလူးလွတ်ထွက်သွားတာပဲလေဆိုတော့တောက်ငယ်ချင်းဘလူးတကောင်မင်းအဲ့ဒါကလေးလေးကိုပြင်မမိသွားပြီနော်အဲ့ကလေးလေးကိုမင်းပြန်ကူညီဆောက်ရှောက်ပေးရမယ်ဆိုတော့ငယ်ချင်းကအဲ့ဘလူးကိုပြန်ပြောတော့အဲ့ဘလူးကကလေးလေးကိုဆောက်ရှောက်ပေးတာပေါ့နော်ဆိုတော့ကတိတိမသိသည်ဒါဘုရားရဲ့ဂုဏ်တော်ဆွမ်းအားဆိုတာရှိတယ်လို့ပြောပြတာနော်